မင်္ဂလာပါခင်ဗျာလိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကချင်ပြည်နယ်ကတပတ်အတွင်းတိုက်ပွဲသတင်းများနဲ့ဟူကောင်းတနိုင်းမြို့နယ်မှာစစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေကစီးရေးတင်ကြတဲ့သတင်းစေစင်းဒေသခံ900ကျော်အရေးပေါ်စစ်ဆောင်နေရတဲ့သတင်းတွေကိုကျွန်တော်တို့ထော်စင်ဆာမှတင်ဆက်သွားပါမယ်ခင်ဗျာဖေဖော်ဝါရီ2ရက်နေ့မနက်9နာရီခွဲအချိန်လောက်စပြီးဗမော်စကခ21တပ်ဗမော်ကန်တော်စာတင်ကျောင်းမှာတပ်ဆွဲထားတဲ့ခလာရ236တပ်အမြောက်တပ်တွေကို KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ၎င်းညမှာပဲအမြောက်တပ်366တပ်ကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။၎င်းနေ့မှာပဲ KIA အမှတ်6တပ်မှာစေစင်းမြို့နယ်မှာရှိတဲ့ SNA ပြည်သူ့စစ်စခန်းတွေကိုတပ်ရင်း26ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရအမှတ်3ဇုံတွဲမော်ချောင်း SNA post ကိုသိမ်းယူထားပါတယ်။ဖေဖော်ဝါရီ3ရက်နေ့ညနေ9နာရီခွဲအချိန်မှာစစ်ကောင်စီက KIA တပ်မဟာ1နေမြေတောင်ဖေးရွာနဲ့ဝေဆူးရွာအကြားလေယာဉ်နဲ့3ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ည8နာရီအချိန်မှာလေမလိခအရှိဂွေးထော်ရွာဘက်ကိုလေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဖေဖော်ဝါရီ3ရက်နေ့မှာပဲ KIA တပ်မဟာ2ဘက်ကိုလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု4ကြိမ်ရှိပါတယ်။ဖေဖော်ဝါရီ4ရက်နေ့မှာ KIA တပ်မဟာ2ဒေသမှာစီးရေးလှုပ်ရှားနေတဲ့တထုစုပြည်သူ့စစ်အဖွဲ့တွေဟာဘုံစံဘုံဂိတ်အနီးတစ်ကြိမ်နဲ့အွန်လိုင်းရွာအနီး2ကြိမ်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဖေဖော်ဝါရီ6ရက်နေ့ည10နာရီခွဲအချိန်မှာစစ်ကောင်စီက KIA တပ်မဟာ9မုံချင်ရွာအနီးဆူဆိုက်ဒရုန်းနဲ့တစ်ကြိမ်တိုက်ခိုက်တာရှိပြီးဌာနချုပ်လိုင်ဇာဘက်ကိုလည်းဆူဆိုက်ဒရုန်းနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ဖေဖော်ဝါရီ9ရက်မွန်းလွဲတနာရီခွဲအချိန်မှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့စတုံးမြို့နယ်လုံထောင်ရွာနဲ့ရင်းနောရွာကြားကရင်းဖြူကောင်မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။၎င်းနေ့ည3နာရီခွဲအချိန်မှာလည်းဆောလိုမြို့နယ်လောင်စီရွာမှာဂျက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခံရတဲ့ကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မမော်မြို့နယ်မှာလည်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းတိုက်လေရင်ထောက်ပူလေရင် Y8 တွေနဲ့နေစဉ်ဆိုသလိုဘုံကျဲခုခံတိုက်ခိုက်နေပါတယ်။စစ်ကောင်စီဟာကချင်ပြည်နယ်မှာတာမကမြန်မာနိုင်ငံနေရာအနှံ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။2025ဇန်နဝါရီလ1ရက်နေ့ကနေဖေဖော်ဝါရီ9ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့အသက်တည်ဆုံးမှုပြည်သူ90နီးပါးရှိရလို့ AAPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနိုင်းဒေသမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေပူးပေါင်းပြီးပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေဟာဓာတ်ဆီကပ်မြော်နဲ့လီဒိုလန်ဂျာကဂုံကြီးခါတရားမှာနေရာယူထားကြပြီးဖြစ်သွားဖြစ်လာပြည်သူတွေကိုစစ်ဆေးမြန်းတာတွေတင်းကျပ်စွာလှုပ်ဆောင်နေတာကြောင့်ခီးသွားလာရဲ့အနောက်ရှက်ဖြစ်ကစိုးရင်ထိတ်လန့်နေကြရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ဒါ့အပြင်လမုံရွာနဲ့ဓာတ်ဆီကပ်မြော်မှာခီဖာဝူပြည်သူ့စစ်အဖွဲ့မင်းစင်တန်ပြည်သူ့စစ်အဖွဲ့တွေနဲ့တနိုင်းဒါဂါဆာတပ်တွေဆီလနဲ့အပြည့်စုံနဲ့စီးရေးလှုပ်ရှားလာနေတာကြောင့်ပြည်သူတွေစိုးရင်နေကြရတယ်လို့သိရပါတယ်။လိုင်ဇာ TV ကိုကြည့်ရှုနားဆင်နေကြတော့မိဘပြည်သူများကိုစိတ်နှဖျားရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။